never slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow. Manchester United အသင်းရဲ့ Garner လေ့ကျင့်ရေးကွင်းမှာဒီနေ့တွေ့ရတဲ့ပုံစံအရတော့ဒီမနေ့ပိုင်း Garner လေ့ကျင့်ရေးကွင်းမှာရောက်ရှိလာခဲ့တဲ့ကစားသမားတွေအထက်မှာတွေ့ရတာတော့ကစားသမားစုံလင်တွေ့ခဲ့ရတယ်။သူတို့ပြင်မဲ့လည်းဒီကစားသမားအထဲမှာတော့ Sixty နဲ့ D-League နှစ်ယောက်တော့ဒါချန်ခဲ့တယ်လို့တင်းနေရအသိရပါတယ်ဟဲ့။ဟော D-League နဲ့ Sixty ဘာကြောင့်ဒီနေ့လေ့ကျင့်ရေးကွင်းကိုမပူပေါင်းနိုင်လဲဆိုတဲ့အကြောင်းတော့ကျွန်တော်သိချတော့တခြင်းထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။ပြီးတော့ဒီထက်မှလည်းကျွန်တော်တို့တစ်ခါလူငယ်တင်ကစားသမားတွေဖြစ်တဲ့လေစီတို့တခြားလူငယ်ကလေးတွေအများကြီးတွေ့ရပါတယ်။အခုတွေ့နေရတော့ကျွန်တော်ဒီ Carrick ကသူရဲ့ဒီပထမဆုံးပွဲစဉ်အပြီးနောက်ထပ်စားတဲ့ဒီလေ့ကျင့်ရေးကွင်းမှာခုလိုမျိုးတွေ့ရဖြစ်ပါတယ်။သူနဲ့အတူ Carrick နဲ့အတူJohnny Evans ကိုတွေ့တယ် Woodgate ကိုတွေ့တယ်ပြီးတော့ကျွန်တော်တို့ Steve Hofland ကိုကျွန်တော်တွေ့ရပါတယ်။ player တွေအကုန်လုံးကသူတို့ရဲ့ trainingလေ့ကျင့်ရေးလုပ်နေတဲ့ပုံစံအတိုင်းပဲ4 group တစ်ခု5 group တစ်ခုနဲ့သူတို့ group တစ်ခုချင်းစီလိုက်ဘောလုံး training လုပ်နေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်။ Carrick အနေနဲ့ကတော့ဒါ United အသင်းရဲ့နီးပြယာယီနီးပြအဖြစ်ဒုတိယအချိန်မြောက်ပြန်နေရောက်ရှိလာတာလည်းဖြစ်တယ်။ပြီးတော့သူပထမဆုံးကင်တွယ်တဲ့အသင်းပွဲစဉ်မှာပဲကျွန်တော် Manchester City ကိုကျွန်တော် 2-0 ဆိုတဲ့ရလဒ်နဲ့အကောင်းဆုံးဆွမ်းဆောင်ပြထားနိုင်ခဲ့တဲ့ဖြစ်တဲ့အတွက်အခုချိန်မှာတော့မီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုခံရတာလည်းဖြစ်ပါတယ်။ training လေ့ကျင့်တဲ့ပုံစံကတော့သူတို့4ယောက်တစ်ဖွဲ့ဘောလုံးလူမယ်ပြီးရင်ကျွန်တော်ဟိုဘက်ချမ်းမှာ Johnny Evans ကပြီးတဲ့ဘောလုံးကိုယ်တွေကိုတိုက်တန်းငယ်ရတာတွေ့ရတယ်။ Johnny Evans ပေးတဲ့ဘောလုံးကိုကိုယ်ရဲ့တန်းကန်တော့ကိုကတော့သူတို့ normal size မဟုတ်ဘူးသူက size တိလေးလောက်ထားတွေ့ရတာသူတို့ training လေ့ကျင့်ရေးမတက်တယ်ပေါ့နော်။အခု video တွေမှာချက်တွေ့နေရတာတော့တချို့ player တွေတချို့ကစားသမားတွေရဲ့ဒီ training ဘာကြောင့်ပွဲထွက်ခွင့်မရလဲဘာကြောင့်ပွဲစားခွင့်မရလဲဆိုတဲ့တချို့မိကုံးရဲ့အဖြေတွေလည်းတခါလေးမြင်တွေ့ရပါတယ်။သူတို့ကအနည်းဆုံးတော့ training မှာအကောင်းဆုံးပုံစံပြထားနိုင်မယ် training မှာအကောင်းဆုံး form တစ်ခုပြထားနိုင်မယ်ဆိုလို့ရှိရင်တော့ဒါစိတ်ချရတဲ့အနေထားမှာလာပွဲထွက်ခွင့်ရမယ့်အနေထားမှာရှိရပါတော့။သူ့ပေမဲ့လည်းဒါကြည့်ရတော့ကတော့စိတ်တိုင်းမချတဲ့ player တွေလည်းတွေ့ရပါတော့။ဟိုဘက်က group တစ်ခုကတော့9ယောက်တစ်ဖွဲ့ရှိရပါတော့။ဟိုဘက်က9ယောက်တစ်ဖွဲ့ခုနကကျွန်တော်တွေ့တဲ့ဘက်ကတော့4ယောက်တစ်ဖွဲ့ player တွေပုံစံကြည့်ရလဲပေါ့လဲနဲ့ energy အပြည့်ဝဖြစ်နေတာတော့တွေ့ရပါဗျ။ဟိုဘက် group မှာတော့ Havens နဲ့ Casemiro ပြီးရင်ကျွန်တော်တို့Lisandro Martinez တို့တွေ့တယ်။ Kobe Minu နဲ့တွေ့တယ်။ဒီကိုဒါလောက်လည်းတွေ့ရပါတော့။ဒါလည်းသူတို့9ယောက်တစ်ဖွဲ့။အခုကျွန်တော်ရှင်းပြတွေ့နေတဲ့ဒီ group မှာဆိုရင်တော့ဒါ Euro ရဲ့ကျွန်တော်တို့ဒီကွန်ညာရဲ့မကွာယာရဲ့အဖွဲ့တစ်ဖွဲ့ပါမလာစီယာနဲ့တစ်ဖွဲ့ပါနော်သူတို့က group ချိန်သွားပါပြီ group ချိန်သွားတဲ့နေရာမှာတော့နောက်ထပ်ခုနကဘောလုံးလိုက်လူပြီးတော့ကိုယ်တွေကိုလမ်းကန်နေတဲ့အဖွဲ့ကအခုဘောလုံးကိုသူပြန်4ယောက်တစ်ဖွဲ့ပြန်ဖွဲ့ရမှာပေါ့နော်အခုတွေ့မြင်နေရတော့ဒါယူရိုကနေစပြီးတော့ဒါဘောလုံးလူမယ်ဘောလုံးရောက်ဘောလုံးပြန်ဆဲမယ်ကိုယ်လည်းတစ်ခါတန်းကန်မယ်အခုစမှာယူရိုစတယ်ပြီးရင်ကျွန်တော်မကွာယာစမယ်ကွန်ညာစမယ်မာလာစီယာစမယ်ဟိုဘက်တက်မှာတွေ့နေရLacy ဖြစ်မယ်ထင်ပါတယ်။ကျွန်တော်လှမ်းနေအောင်သိမတွေ့ရအောင်။ဆိုတော့ဒါဒီနေ့မနက် United အသင်းရဲ့ Garner လေ့ကျင့်ခန်းမှာတွေ့ရတဲ့လေ့ကျင့်ခန်းစင်းတဲ့ပုံတွေဖြစ်ပါတယ်ဗျ။ Never slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up.